အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့2025ရဲ့နောက်ဆုံးရက်ကိုကျွန်တော်တို့ရောက်ရှိနေပါပြီ2025တနစ်တာလုံးကိုကြည့်လိုက်တဲ့အခါမှာဘုရားရဲ့ကျေးဇူးတော်ကြီးပဲပြည့်ရှံနေတာဖြစ်တယ်ကျွန်တော်တရက်တာအသက်ရှင်ဖို့ဆိုတာမတိချာမရေရတဲ့အာမခံချက်မရှိတဲ့အခြေအနေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တရက်ပြီးတရက်ဘုရားကကျွန်တော်ကိုပို့ဆောင်ပေးနေတယ်၊ကွယ်ကာပေးနေတယ်၊လုံခြုံမှုတွေပေးနေတယ်၊ထောက်ပံ့ပေးနေတဲ့အရာတွေမြောက်များစွာကျွန်တော်တက်တာအဲမှာနမိတ်လက္ခဏာတွေနဲ့ကျွန်တော်တို့ဖြစ်ကြော်စေတဲ့ဘုရားရှင်ဖြစ်တယ်။အာမင်။ထို့များမကကျွန်တော်ရဲ့အသက်တာထဲမှာoneအနေအဆုံးအချိန်တော့ကျွန်တော်နာကျင်ရတဲ့အချိန်လေးမိသားစုထဲမှာကျွန်တော်ချစ်ခင်ရတဲ့လူတွေဆုံးပါသွားတဲ့နေ့လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအထဲမှာပင်လင်ဘုရားကကျွန်တော်တို့နဲ့အတူပါရှိပြီးတော့အတွင်းထဲမှာသူရှိကြောင်းကိုတက်တည်ထင်ရှားပြီးတော့ကျွန်တော်တို့ကိုအားပေးတယ်ပြန်ပြီးတော့နလန်ထူစေနိုင်တယ်ပြန်ပြီးတော့လုပ်ငန်းတွေကိုလဲပတ်စေနိုင်တယ်ဆိုတာဘုရားရဲ့ကျေးဇူးတော်တက်တဲ့ဘုရားပေးတဲ့ကိုအားတက်တဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်ဒီ2025ကိုဒီနေ့မှာကျွန်တော်ရှိတဲ့နေရာမှာမိသားစုတွေနဲ့တော်၎င်းတင်တယောက်တည်းရှိလဲတင်တယောက်တည်းရှိတဲ့နေရာမှာကျွန်တော်တို့အားရပါရကိုတော့ပြုတ်ခဲ့တဲ့အရာတွေအတွက်ကျေးဇူးတော်ချီးမွမ်းရင်းနဲ့2025ကိုကျွန်တော်လှုပ်ဆက်ခဲ့ရအောင်အာမင်2026မှာလည်းဘုရားရှင်တာ၍အမှုတည်းကိုပြုတ်အောင်မှာဖြစ်တယ်ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေ